ဒီမှာပေါ့နော်ကျွန်တော်နဲ့တော့မဆိုင်ပါဘူးပေါ့နော်ဒါပေမဲ့ခလေးကိုဒီလိုလှုပ်เสียအကြောင်းမရှိဘူးငါလုံးမဖာသမဖီလုံးမရုပ်ကြက်သိတုံးတယ်မေခိုးတာနဲ့ခလေးနဲ့မဆိုင်ဘူးခလေးကိုကြည့်တွန်းလဲတွန်းတယ်နော်ကျုံးနဲ့လဲတုတ်တယ်နောက်ပြီးတော့ရေနွေးရေပူနဲ့လောင်းမယ်လို့လဲပြောတယ်ဖေလုံးမဖာသမငါပို့တွေ့ရင်လေဆက်သွားလာခဲ့မင်းအဲ့ဒီခလေးကိုဒူးထားပြီးကတော့တောင်းမဲ့ငါစားဆယ်စားပြန်ရော်ပေးမယ်မင်းတန်ဘူးငါလုံးမဖေလုံးမငါလိုကောင်နီးနားမရှိတာကန့်ကောင်းပြောတွေ့လို့ကတော့ငါလုံးမဟာဓာတ်နဲ့ဆက်ထိုးသပ်လိုက်မှသိထောင်မကားလို့ဘာကြီးဖြစ်နေတာသမီးချင်းမဆာနာမိခင်စိတ်ဓာတ်မရှိငါလိုမဖေလိုမဖာသမားရုပ်ကြက်သိတုံးမင်းငါလိုမနီးလို့ကတော့သေမှာအဲ့လိုမျိုးမိမမျိုးဘာတော့ကွာခလေးငယ်လေးပဲရှိအနာကရှိတယ်ကွာခလေးဆိုတာနားလေဖေလိုမရဲ့ငါလိုမဝိုင်းချက်ပေးအောင်